ပြောကြတစ်စက်မှမကောင်းတဲ့ကျမတို့မိသားရဲ့ပွဲလေးလိုက်ခဲ့ပေးကြပါအောင်ပွဲကအစောကြီးစားတော့မနက်9 နာရီတို့ကြီးအလှထားပြင်ရတယ်အဲ့ဒီစကတ်ကြီးနဲ့ထိုက်ကဲစီးမရတော့ကားငှားသွားရတာကားပါရှုံးသွားပါတယ်တော့ကြောင်းရောက်ပါပြီတန်းဖော်တွေကဘာမှနေရမ်းမသိသူတို့လည်းရှာအမတန်းဖော်တွေနဲ့တွေ့ရောအဲ့လိုမုတ်ရောက်ရမှန်းလည်းမသိဘူးသူတို့လည်းသိလားမသိလမ်းမတွေ့တဲ့မုတ်တွေကောက်တော့ဝဲလာအဲ့မှာပီဇာနဲ့ချောကလက်ဘရောင်နီနဲ့အဲ့ဒီညာတွေဝယ်ပြီးတော့ရောင်းစားတယ်ပေါ့ကွယ်အမဘယ်သူမှမဝယ်ကြတော့ကိုငချင်းကိုချင်းပြီးတော့ကျမသူတို့ရောင်းတဲ့ပီဇာပဲဝယ်စားလိုက်ရပါတယ်သူများတွေကတော့အဲ့လိုမင်းကြော်တို့ဆက်လက်တုပ်တို့ချိုရည်တို့ရောင်းကောင်းချက်ပဲကျမတို့ကတော့ကိုဟာကိုဝယ်စားရပါတယ်သူတို့တွေလည်းမနေနိုင်ကိုရောင်းတဲ့ဟာကုန်ချင်းကုန်မကုန်ချင်းနေသူများရောင်းတဲ့မင်းကြော်ဝယ်စားပါတယ်public health နဲ့ပတ်သက်တဲ့မိကြတွေအကုန်လုံးကအစီနေရလူကြီးနေရတယ်အကုန်လုံးလာကြတော့လူတွေကတော့အများကြီးပဲလူပဒများများကယူမဆိုင်သူတို့ဆက်ဖီပဲဆွဲမှာတယ်ဒါကျမတို့ရဲ့ IUP class ဖြစ်ပါတယ်အခုကတော့ပွဲစားရမယ်ဆိုတော့ကားမဲ့တငယ်ချင်းနဲ့အတူတူအပေါ်တက်ပြီးတော့တထိုင်နေဒီမှာလူတွေကလည်းအများကြီးကွယ်အဲ့လိုမျိုးဆောက်ထိုင်နေတာကျမစက္ကန့်နဲ့ဘလူးမထိုင်လို့မရတော့ဒီမှာလှေကားနာမှာကပ်ပြီးတော့ထိုင်နေရပါတယ်ကျေးဇူးပါရှင်ပြီးတော့ public health team ဆောင်လာမသိဘူးအဲ့လိုဟာဆိုကြတယ်ပေါ့နော်ကျမလည်းနားမလည်တော့မသိဘူးကျမတငယ်ချင်းကသူလည်းနားလည်ရင်သူတို့မှမရအောင်တချင်းမရတဲ့အတူတူပောက်ကရရလို့ပြီးစကားကြီးထိုင်များနေခဲ့ပါတယ်ဒီမှာသူကပြန်တချင်းကသူသိရဲသူမရတာတချင်းကအရန်ရှိရသူပြမဟုတ်ဘူးတဲ့တချင်းမဆိုတော့ကျွန်တော်တို့ကပဲကလိုက်တယ် I hope I can. You can do it အမပွဲစားတော့ဒီ department ရဲ့ခေါင်းဆောင်ကသူကမိတ်ကွန်တက်ပြောတာကွယ်ဘယ်သူမှလည်းကြည့်မစားဘူးကျမနားမလည်ပဲမျက်နှာတွေတောင်ပုတ်တယ်သူတို့အစားဟိုကကျမတငယ်ချင်းကတယောက်တည်းတက်ပြီးတော့ဖြုတ်တာနော်စင်ပေါ်မှာအဲ့လိုတတိရှိလားပြောဒီကကျွန်တော်တို့အကလေးချင်းကြတာတအုပ်ကြီးဒါမှကတော့သူတယောက်တည်းဖြစ်သွားတာအပြီးတဲ့ခါကျတော့သူတို့တွေကရိုးရအကတွေပဲကတယ်ဆိုတော့ပြင်းစရာကြီးကောင်းတာအနေနဲ့လိုက်ပဲပြီးတော့ကြည့်တယ်ပေါ့နော်ဒီမှာ photo booth တွေရောလိုမဲနှိုက်တဲ့ဟာတွေရောအစုံပဲကွယ်ဒါပေမဲ့ကျမရဲ့အတန်းဖော်တွေကအဲ့လိုဟာတွေတခုမှဂယုမဆိုင်သူတို့ပဲနေကြကျမကြတော့မရအဲ့လိုပျော်ခြင်းပါခြင်းကားခြင်းခုံခြင်းတွေပေါ့နော်တကယ်ချင်းနဲ့ဝေးလာပါလာလှုပ်ခြင်းနဲ့သူတို့ကဂယုမဆိုင်အဲ့ဒီအောက်မှာပဲတယောက်တည်းအဲ့လိုမျိုးနေကြတာပေါ့နော်အဲ့ဒါသူတို့ခေါ်မရတော့ကိုတယောက်တည်းပဲအပေါ်တက်ပြီးတော့သူတို့ပွဲကိုဆက်ပြီးတော့ကြည်တယ်အဲ့ဒီဟာကြာတော့သူတို့ရဲ့ဘယ်လိုပြောမလဲခစ်ဆက်အဝတ်စုံတွေကိုသူတို့တွဲလိုက်ပြတာပေါ့နော်ဒါခါချရှိုးပုံစံမျိုးပဲအမှဆိုလေကိုနဲ့တည့်တူတရားမှလည်းမပါဘူးတည့်ရလူဆိုရင်တော့မှအလိုဟီလာဘာလာလို့ပြောလိုက်အော်ကြတယ်ပေါ့နော်ပြောတော့ပြောစရာကြီးကွယ်တည့်ရလူတွေရှိရင်ကျမတော့မသိဘူးဘယ်သူမှလည်းမသိပြောကြလည်းမကောင်းဒီမှာကပြီးတဲ့တယောက်ကတော့အောက်မှာမှောက်နေပါပြီကျမတို့ကပထမနှစ်မှုလို့လားမသိဘူးတကယ်အတန်းဖော်တွေကဒီခါစိတ်ကိုမဝင်စားဘူးဒီမှာတခြားလူတွေဆိုရင်ပြောစရာကြီးရောသူများကြီးတို့မျိုးအတန်းဖော်တွေနဲ့ဖြုတ်ချင်တာသူတို့ကဘလူးမောက်ဖော်ဆက်လို့မရအောင်သူတို့ရဲ့ပွဲကလေကိုပြန်ကျင်တဲ့အချိန်ထပြန်လို့မရဘူးကွယ်အဲ့လိုပွဲအကုန်လုံးပြီးသွားမှအတူတူအကုန်လုံးပြန်ကြရတာပေါ့နော်ကျမကလည်းပြန်လို့ရပြီဆိုရင်လည်းအဲ့ဒီမှာအိမ်သားသွားပြီးတော့အဝတ်အရင်တလဲရတာပေါ့နော်အဒီပုံစံနဲ့ဆိုင်ကယ်စီးလို့အစင်မပြေတော့အဝတ်တလဲတယ်ကျမလည်းပြန်လာရောအောက်မှာဘလူးမမကျန်တော့ကျမအတန်းဟောရတယ်အကုန်လုံးပြန်ကုန်ကြပြီဒီအင်ကြီးကသူတို့ရိုးရအင်ကြီးကိုကျမခဏငှားဖို့တာပေါ့နော်ဒီဟာတငယ်ချင်းစီပြင်ပြီးတော့ပြရမှာဖြစ်ပါတယ်ဒီပြတော့ပါပဲ